လက်ဖက်တော့မကြိုက်တဲ့သူရှိလားအခုကတော့ကျမအရင်ကြိုက်တဲ့လက်ဖက်လေးတုပ်ပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ခန်းကျင်ဒီကြက်သွန်ပြူနဲ့ငရုတ်သီးစိမ်းလေးကိုညှက်ထားပါမယ်ရှင်ပြီးရင်တော့လက်ဖက်လေးကိုရေးဆေးထားပါမယ်လက်ဖက်လေးတွေကိုအချုံမုတ်စားငန်းပြရင်နဲ့စီလေးထည့်ပြီးနှဲပါမယ်ပြီးရင်တော့အစင်းသင်းကြိုက်ထားတဲ့ခန်းကျင်ဒီကြက်သွန်ပြူနဲ့ငရုတ်သီးစိမ်းလေးကိုထည့်ပြီးနှဲပါမယ်နှဲပြီးရင်တော့ပဲကြံနှမ်းနဲ့စီလေးထပ်ပြီးနှဲပါမယ်ရှင်အခုဆိုရင်တော့ကျမတို့တိန်လုံးကြိုက်တဲ့လက်ဖက်တုပ်လေးရပါပြီရှင်ပိုးပြီးစားကောင်းချင်လို့ပစွန်ကြောင်လေးကိုအပေါ်ဖြူပါမယ်ရှင်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်